ရှင်အနန္ဒာကသိကျင်စိတ်ပေါက်တာဘာသိကျင်စိတ်ပေါက်တုံးဆိုရင်အဘိဓုတိခိမြတ်စွာဘုရားရဲ့အက္ခတဝကအဘိဓုယဟန်ဟာပြပပြေကနေပြီးတော့စัจ java လာ1000ကြားအောင်ပြောနိုင်တယ်ဆိုတော့မြတ်စွာဘုရားကိုတော်မြတ်ကဘလောက်များကြားအောင်ဟောနိုင်မလဲပေါ့ဒါသိချင်တာပဲသူဒါစัจ java လာအကြောင်းဟောဖို့ရအတွက်လမ်းစာဖြစ်လာတာပေါ့နော်မြတ်စွာဘုရားထံချင်းကပ်ပြီးတော့သူကမေးတယ်အရှင်ဘုရားတဲ့တပည့်တော်မြတ်စွာဘုရားစီကနာရပါတယ်တဲ့အရုဏဝတီတုတ်တံအဲ့ဒီမှာအဘိဓုယဟန်ဟာစัจ java လာ1000ကြားအောင်အတန်ဖြင့်ကြားအောင်တရားဟောနိုင်တယ်လို့ဆိုပါတယ်ရှင်တော်ဘုရားရောစัจ java လာပေါင်းဘလောက်ကြားအောင်ဟောနိုင်တုံးဆိုတော့မြတ်စွာဘုရားကဘာမေးရှိတယ်အာနန္ဒာသူကတာဝကငါကဖရာဘယ်တူမလဲဒီလောက်ပဲပြောတယ်နော်ဖရာဆိုတာအပမေယတထာဂတအနိုင်မဲ့ပုဂ္ဂိုလ်တွေတိုင်းတာလို့မရဘူးသူကတာဝကပဲလို့ဒီလောက်ပြောတာမကျေနပ်သေးဘူးထပ်မေးတယ်အတိအကျသိချင်တယ်ပေါ့၃ချိန်မေးတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီကျမှစัจ java လာအကြောင်းဟောဖို့ဖြစ်လာအာနန္ဒာသုလနိကာလောကတတုဆိုတဲ့သုလနိကာလောကရအကြောင်းကိုမင်းကြားဘူးသလားလို့ဆိုတဲ့အခါမှာရှင်အနန္ဒာကအရှင်ဘုရားဟောတော်မူပါဆိုတော့လျှောက်တဲ့အခါမြတ်စွာဘုရားကစัจ java လာအကြောင်းကိုစပြီးတော့ဟောတာနော်အဲ့ဒီမှာလောကဓာတု၃မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောလိုက်တယ်နံပါတ်1ကလောကဓာတုအငယ်စားသုလနိကာလောကဓာတုလို့ခေါ်တယ်အငယ်စားလောကဓာတ်နောက်တစ်ခါမစ္စည်းမိကာလောကဓာတုအလတ်စားလောကဓာတ်နဲ့မဟာတဟတိလောကဓာတုအချီးစားလောကဓာတ်ဆိုပြီးတော့လောကဓာတ်၃မျိုးမြတ်စွာဘုရားလောကဓာတုဆိုတဲ့စကားလုံးကိုသုံးပြီးတော့စัจ java လာရဲ့ဖွဲ့စည်းပုံလေးကိုမြတ်စွာဘုရားကအကျဉ်းချုပ်ဟောပြတာအကျယ်ဝန်းအတိုင်းအတာပမာဏလေးတွေကိုပြောတယ်သုလနိကာလောကဓာတုဆိုတဲ့အထက်မှာစัจ java လာဖွဲ့စည်းတဲ့အခါစัจ java လာဆိုတာနော်အလုံးသိကြတဲ့အတိုင်းအင်္ဂလိပ်လို cosmos သို့မဟုတ် universe ဆိုတာဒီထဲမှာဒီဂျိုတွေတို့နော်ကြက်တာယာတွေတို့နေတွေလတွေဒီလိုရှိတယ်လို့ဒါတွေအလုံးရှိနေတဲ့အရာတစ်ခုလို့ဒီလိုဆိုတယ်အဲ့ဒီမှာစัจ java လာတစ်ခုမှာဘာနဲ့ဖွဲ့စည်းတုံးဆိုစัจ java လာတစ်ခုမှာတဲ့ဒီနေတစ်စင်းလတစ်စင်းလူပြေကတစ်ပြေစတုမာရိတာဝရိန္ဒာယာမာတုတ်တိတာနေမနရတိပရဏိမိတဝတ္တဝတိပြီးတော့ဗြဟ္မပြေလို့ဒါတွေပြည့်ပြည့်စုံစုံအဲ့ဒါတွေမကဘူးမြစ်မို့တောင်ရဲ့ကျွန်းကြီး၄ကျွန်းရဲ့သမုဒ္ဒရာ၄ဆင်းရဲ့ဟောအဲ့ဒီလိုပြည့်ပြည့်စုံစုံဟောမြစ်မို့တောင်ရဲ့အရှိအနောက်တောင်မြောက်မှာရှိတဲ့သမုဒ္ဒရာကြီး၄ဆင်းကျွန်းကြီး၄ကျွန်းနောက်စတုမာရိတာဝရိန္ဒာယာမတုတ်တိတာနေမနာရတိပရဏိမိတဝတ္တဝတိဗြဟ္မပြေဆိုပြီးတော့ဘုံနေနဲ့စัจ java လာတစ်ခုဒီလိုဖွဲ့စည်းတာအဲ့တော့စัจ java လာတစ်ခုဆိုဒီမှာဗုဒ္ဓစာပေရမြတ်စွာဘုရားရဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်အရာဆိုလို့ရှိရင်နေတစ်စင်းလာတစ်စင်းမြတ်မို့တောင်းတစ်လုံးနော်ကျွန်းကြီး၄ကျွန်းပင်လယ်၄ခုနောက်ပြီးတော့စတုမာလူပြေရဲ့စတုမာရိတာဝရိန္ဒာယာမတုတ်တိတာနေမနာရတိပရဏိမိတဝတ္တဝတိဆိုတဲ့နတ်ပြည်6ထပ်ပြီးတော့ဗြဟ္မဘုံအဲ့ဒီအပြည့်စုံပါတဲ့ဧရိယာကြီးတစ်ခုကိုစัจ java လာတစ်ခုလို့သတ်မှတ်တယ်အဲ့ဒီစัจ java လာပေါင်း1000စัจ java လာပေါင်း1000ကိုသုလနိကာလောကဓာတုလို့ခေါ်တယ်အဲ့တော့စัจ java လာတစ်ခုမှာနေတစ်စင်းလာတစ်စင်းဆိုတော့စัจ java လာ1000ဆိုရင်နေပေါင်းဘယ်လောက်ဖြစ်သွားနေ1000လာ1000မြစ်မို့တောင်ပေါင်း1000ဒီလိုဆိုလို့တာနော်မြစ်မို့တောင်ပေါင်း1000ကျွန်းကြီးကြတော့၄ခုရှိသည့်အတွက်ကြောင့်4000ပင်လယ်က၄ဆင်းရှိသည့်အတွက်ကြောင့်
4000လူပုံက1000စတုမာရိနတ်ပြည်က1000အဲ့ဒါလို့1000စီ1000စီအဲ့ဒီနဲ့ဖွဲ့စည်းထားတဲ့ဧရိယာကြီးတစ်ခုကိုသုလနိကလောကဓာတုလို့ခေါ်ဒါစัจ java လာအခုသိပ္ပံဆရာတွေဟာဒီအတိုင်းလိုက်ပြီးတော့သူတို့နီးနဲ့ရှာရင်တောင်မှပဲအကုန်တွေးဖို့ခဲရင်သေးတယ်လေသို့တော့သူတို့အစွမ်းအစနဲ့ရှာတဲ့အခါမှာတခြားနေစัจ java လာတွေရှိတယ်ဆိုတာအခုလက်ခံလာရဘုရားစာပေရသူတို့ကြည့်လာတယ်အနန္တစัจ java လာဆိုတဲ့စကားကိုအခုသိပ္ပံပညာလက်ခံလာဒီမြတ်စွာဘုရားကနေ1000လ1000ဆိုတော့သူတို့2ဆင်း3ဆင်းတော့တွေ့တယ်လို့ဆိုတယ်ပေါ့ကျန်တဲ့ဒီစัจ java လာကနေမဟုတ်ဘဲနဲ့တခြားနေတစ်ဆင်းကိုသူတို့အဝေးကနေပြီးတော့မြင်နေရတယ်လို့ဆိုတာစာထဲမှာဖတ်ဖူးတယ်ပေါ့နော်အဲ့တော့စัจ java လာတစ်ခုနဲ့တစ်ခုဆိုတာလေအမတမကျယ်ဝန်းတာဟုတ်အဲ့တော့မြတ်စွာဘုရားကအခုလို့မြင်နိုင်တာကဘာဖြစ်လို့မြင်တာတော့ဆိုကမ္ဘာလောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဒိဗ္ဗစက္ခုပင်ဉ္နဲ့ကြည့်လို့မြင်တာဟုတ်တာဆိုပါတော့မမြင်ရတဲ့ပုဂ္ဂိုလ်ကမဟုတ်ပါဘူးလို့ပြောလို့မရဘူးလေမျောစင်ကြီးတစ်ခုပေါ်မှာတက်ပြီးတော့ကြည့်လိုက်မယ်သို့မဟုတ်တောင်ကြီးတစ်တောင်ပေါ်မှာတက်ပြီးတော့အရက်လေးမျက်နှာကိုမြင်ရတဲ့တောင်ထိပ်ကနေကြည့်လိုက်တဲ့အခါမှာအဲ့ဒီတောင်ပေါ်ကနေမြင်ရတဲ့လူကပြောတယ်ဟာဟိုဘက်မှာလည်းပဲတောရန်ကြီးဒီဘက်ကလည်းပဲတောရန်ကြီးအလွန်ตายရတာပဲအမတန်လှပတာပဲလို့ပြောရင်တောင်အောက်ကလူကမဟုတ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးလို့ပြောလို့မှန်မလားမှန်ပါဗျာအေးသူကိုယ်တိုင်တောင်ပေါ်တက်ချင်ရင်ခုနမြင်ကွင်းနေမမြင်နိုင်ပေဘူးလားမြင်နိုင်တယ်အဲ့ဒါလိုပဲမြတ်စွာဘုရားသခင်ကိုတော်မြတ်ကတောင်ပေါ်တက်ကြည့်တာမျိုးလို့ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့လောကရကြီးတစ်ခုလုံးကိုခြုံကြည့်လိုက်တဲ့အခါစัจ java လာအနန္တကိုမြင်ရလို့အခုလို့ဖွဲ့စည်းတဲ့စัจ java လာတစ်ခုသုလနိကလောကဓာတုလို့ဒီဟာကိုစัจ java လာ1000ကိုမြတ်စွာဘုရားကရှိတယ်ဆိုတာကိုဟောတယ်နောက်ဓာရင်လာလို့ဆိုမကဘူးအဲ့ဒီ1000ကို1000နဲ့မြောက်လိုက်တဲ့အခါကျတော့စัจ java လာ1သန်းဖြစ်တယ်အဲ့ဒီ1သန်းကိုမစ္စမိကလို့ခေါ်တယ်အနန္တစัจ java လာဆိုတာဒီ1000ဟာလက်လန်းမိတာကိုပြောပြတာနော်ပြီးတဲ့ကျယ်ဝန်းလာတာကိုကြည့်လိုက်တဲ့အခါကျတော့1000နဲ့မြောက်တဲ့အခါကျတော့စัจ java လာ1သန်းဖြစ်လာတယ်အဲ့ဒါကိုနောက်ထပ်ပြီးတော့မြောက်တဲ့အခါကျတော့စัจ java လာဂရေတသိန်းဆိုပြီးတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဒီပရိတရားတော်ကိုဟောတော်မူတဲ့အခါမှာမြတ်စွာဘုရားရဲ့ပရိတရားတော်ကိုလက်ခံပြီးတော့ကြီးညိုမြတ်နိုးကြတဲ့နတ်မြမာတွေကစัจ java လာဂရေတသိန်းအနှံ့ရှိအလုံးပရိတ်ကြီးကြက်ထားတဲ့ပုဂ္ဂိုလ်တွေထဲမှာယရဏတုံမှာတွေးလိုက်မယ်ကောတိတတသဟတေတုစက္ကဝါလေတုဒေဝတာယတနံပဋိကနန္တိယင်္စဝေတာလေးရပုရိစัจ java လာဂရေတသိန်းကနတ်တွေကလာရောက်ပြီးတော့နာယူထားတာတဲ့လူတွေအနေနဲ့တော့ဂရေတသိန်းကလူတွေမလာနိုင်ပေဘူးပေါ့နော်အဲ့တော့နတ်တွေကတော့လာနိုင်တယ်ဒါကြောင့်မို့ယရဏတုံမှာဆိုရင်စัจ java လာဂရေတသိန်းကနေပြီးမြတ်စွာဘုရားရဲ့ဓမ္မအာနာပရိတရားတော်ရဲ့စွမ်းပကားကိုလက်ခံထားကြတယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားကစัจ java လာဂရေတသိန်းကိုအခုလို့ရှင်အာနန္ဒာကိုအတိုင်းအတာ3မျိုးနဲ့ဟောပြီးတော့ဘာပြောတော့ဆိုရင်ငါဘုရားဟာအကယ်၍ဆန္ဒရှိလို့ပြောမယ်ဆိုလို့ရှိရင်ငါအတန်ကိုစัจ java လာဂရေတသိန်းကလူတွေကြားနိုင်တယ်တဲ့ခုနကဂရေ1000နဲ့အဘိဗုကဟုတ်ကလားဂရေ1000မဟုတ်စัจ java လာ1000နဲ့ကြားမြတ်စွာဘုရားကြတော့စัจ java လာဂရေတသိန်းမှရှိတဲ့တတ္တဝါတွေသူ့အတန်ကိုကြားအောင်ဟောနိုင်တယ်တဲ့ဒီတဲ့ပို့ပြီးတော့ကြားစေခြင်းလည်းပဲဒီတဲ့ပို့ပြီးတော့ကြားအောင်လုပ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာအဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဟောတယ်ဆိုတာအကြောင်းမဲ့တက်တက်ဟောတာမဟုတ်ဘူးဗုဒ္ဓရဲ့စွမ်းပကားကိုလူတွေသိရှိကြည်ညိုဖို့ရအတွက်ရှင်အနန္ဒာမေခွန်းတက်လာလို့ပြောတာနော်အေးငါဘုရားကအလိုရှိလို့အတန်ဖြင့်ကြားစေနိုင်တယ်ဆိုလို့ရှိရင်တဲ့စัจ java လာဂရေတသိန်းကတတ္တဝါတွေအကုန်ကြားအောင်ပြောနိုင်ပါတယ်တဲ့ဒီတဲ့ဆန္ဒရှိအောင်မယ်ဆိုရင်ဒီတဲ့ပို့ပြီးတော့လည်းပြောနိုင်သေးတယ်
စัจ java လာအနန္တထီအောင်ကြောင်းအောင်လုံးနိုင်တယ်လို့ဒီလိုဆိုလို့တယ်ဟုတ်ကဲ့အဲ့တော့ရှင်အနန္ဒာကသူကသိချင်တဲ့စိတ်ကအမတန်မှများတော့အရှင်ဘုရားတဲ့စัจ java လာဂရေတသိန်းကတတ္တဝါတွေအရှင်ဘုရားရဲ့အတန်ကိုအားလုံးကြားအောင်အရှင်ဘုရားဘယ်လိုလုပ်လဲတဲ့ကြည့်ဒါလည်းပဲ reasonable ဖြစ်ဖို့လိုတယ်လေစัจ java လာလူတွေကကြည့်လေဒီတိုင်းနေကြမှာမဟုတ်တာအိတ်တဲ့လူကလည်းအိတ်မှာပဲငေးတဲ့လူကလည်းငေးနေမှာမရှိပေဘူးလားမြို့တစ်မြို့ရွာတစ်ရွာတဲ့နေတဲ့လူတောင်မှပဲအိမ်နဲ့ဝင်အိတ်ချင်တဲ့လူကအိတ်နေပဲတရွာလုံးကြောင်းဘယ်လိုလုပ်မလွယ်ပေဘူးမဟုတ်လားလူဆိုတာကိုယ်လုံးနဲ့ကိုယ်စိတ်ဆိုင်ရစိုက်နေတာဆိုတော့အဲ့တော့မြတ်စွာဘုရားကပြောတယ်ဖြေတယ်စัจ java လာဂရေတသိန်းကိုကြားအောင်ဘာလုပ်တယ်လဲလို့ဆိုလို့ရှိရင်အစပထမမှာအမောင်ကြီးချလိုက်တယ်အမောင်ချပြီးတဲ့အခါမှာအင်မတန်လင်းတဲ့အလင်းရောင်ကြီးကိုဖြန့်ကျက်လိုက်တယ်အဲ့ဒီအချိန်မှာလူတွေဟာလင်းသွားတာဟာဘာရောင်ကြီးပါလဲဆိုလူတွေဟာအလုံးအိုးကြက်ကြက်နဲ့ထွက်ချီကြအလင်းရောင်ကြီးဆိုပြီးတော့စัจ java လာခါတိုင်းနဲ့ပိုလင်းလာတယ်ဆိုတော့တတ္တဝါတွေအလုံးဟာနိုးထလာအဲ့ဒီအချိန်ကျမှမြတ်စွာဘုရားကအတန်တော်နဲ့တရားဟောတာကြားတာဆိုလိုတာကလူတွေကိုအလန်းလှုပ်လိုက်ပြီးမှပြောတာဒါဘယ်လောက်တဘာဝကြတော့ဟုတ်ကဲ့လားအလန်းမလှုပ်ဖဲနဲ့ဆိုလို့ရှိရင်တော့ငေးနေပဲကြားမှာတော့တတိမမူဂူမမြင်ဆိုတာလို့တခါကိုနာခေါင်းလောင်းထိုးတော်တာတောင်တန်ကြားချင်မှကြားလိုက်တာနော်အဲ့တော့မြတ်စွာဘုရားကသူပြုလုပ်မဲ့ကိစ္စတစ်ခုအလင်းရောင်နဲ့အရင်ဖြန့်ပြီးတော့လူတွေကိုနှိုးလိုက်ပြီးတဲ့အခါကျတော့မှဒီအတန်တော်ကိုထုတ်ဖော်တာတဲ့ဒါကဒီသုတ်တန်ရဲ့အကြောင်းကိုဖတ်ချင်လို့ရှင်အင်္ဂုတ္တရနိကေတိကနိဗ္ဗသုလနိကလောကဓာတုသုတ်ဆိုတာသုလနိကသုတ်ဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကရှင်အနန္ဒာမေးလို့ဒါကိုဟောတာတခြားတရားတွေကိုပါတာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တည်းမြတ်စွာဘုရားမြတ်ဗုဒ္ဓဟောတဲ့ဒီစัจ java လာဒေသနာဆိုတာပိဋကသုံးပုံထဲမှာပါတယ်ပေါ့ဒါကို Buddhist cosmology လို့ပြောလို့ရတာပေါ့ဟိုထက်ကရာတီကာတွေကြတော့စัจ java လာအကြောင်းကိုဒီတဲ့အသေးစိတ်ရေးထားတာလေးတွေရှိသေးတယ်